Tomorrowland Belgium, Ultra Miami, EDC Las Vegas တို့လို World Rank Festival တွေက artist lineup တွေကိုဘယ်လိုရွေးချယ်ခေါ်ယူလဲဆိုတာကိုကျွန်တော်ပြပြသွားချင်ပါတယ်။ artist ခေါ်ယူတဲ့ပုံစံတူမလို့နဲ့တကယ်တော့တူးမနေဘူးဗျာ။ဒီတစ်နေ့ရဲ့နာမည်ကြီးတဲ့ house, techno, trance artist တော်တော်များများကို Tomorrowland မှာတွေ့ရဖို့အများကြီးမျှော်လင့်လို့ရတယ်။ Bass music ကိုအခြေခံတဲ့ American big artist တချို့လည်းမျှော်လင့်လို့မရနိုင်ပြန်ဘူး။တက်ထူးခြားတာက Dimitri Vegas နဲ့ Limelight ကို Ultra မှာမျှော်လင့်ဖို့မလွယ်တယ်လို့ Swedish House Mafia နဲ့ Skrillex ကိုလည်း Tomorrowland မှာမျှော်လင့်ဖို့ခက်ခဲတာပဲ။ Ultra က music taste အရာ live set မှာပါမဲ့ playlist အရာရော update ဖြစ်တယ်။ main stage ကလည်း music genre မျှတာနောက်ထပ်ထူးခြားတာတစ်ခုကတော့ artist lineup တွေအောက်မှာ exclusive set ဆိုပြီးတော့အမြဲပါနေရရှိတယ်။ Las Vegas မှာကျင်းပတဲ့ EDC ကလည်း camping festival ပဲ။သူလည်း Tomorrowland လို့ stage design ကို theme နဲ့တွားထားတယ်။သူ stage design တွေက hard ဆန်တယ်လို့ music taste တွေကလည်းပြင်းထန်မှာကြောတဲ့ hard ဆန်တဲ့ဘက်ကိုအသွားပုံများတယ်ပေါ့နော်။အဲ့တော့ ခက်ချင်ချင် music taste ကိုပေးနိုင်တဲ့ artist တွေက EDC main stage တွေမှာတွေ့ရတယ်ဗျာ။ဥပမာ Exhibition လိုမျိုးကျွန်တော်တို့တွေ့ရမယ်